ဘယ်လိုမသိလဲဆိုလို့ရှိရင်တို့ကမဲနိုင်ပြီးတော့အရှိကိုခေါ်ပြောမှာဖြစ်ပါတယ်မဲနိုင်တဲ့အချိန်မှာလဲဟိုတစ်ခေါက်က Grand Talk မှာပထမ Part 1မှာပါပြီးသွားတဲ့လူတွေကြတော့ winner ပေါ့နော်2 rounder ကိုတိတိကျကျပြောနိုင်တဲ့လူကတော့ရွေးပြီးတာဖြစ်ပါတယ်။ကျန်တဲ့မရွေးရသေးတဲ့လူကတော့ပြီးသွားပြီ။အခု JK တို့ကမပြောရသေးဘူးပေါ့အဲဒါကြောင့်မလို့ JK တို့အခုအမှမဲနိုင်ပြီးတော့ပါတယ်ဆိုလို့ရှိရင်စပြီးတော့ပြောရမှာဖြစ်ပါတယ်ရှင်။ပြီးတော့အခု JK တို့ကိုအများကြီးအားပေးပေးတဲ့အတွက်အားလုံးအများကြီးကျေးဇူးတင်ပါတယ် JK ရဲ့ဒီ TikTok မှာဆိုလို့ပဲဖြစ်ဖြစ် Instagram မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ် Miss Grand မြန်မာ page ကနေပဲဖြစ်ဖြစ် Miss Grand International page မှာတင်လာပဲဖြစ်ဖြစ်အားလုံးကအင်တိုက်အားတိုက်နဲ့အားပေးကြတဲ့အတွက် JK မြင်ရတဲ့အတွက်တအားရင်ထဲကနေပြီးတော့ကျေးဇူးတင်ပါတယ်ဒါကတော့ JK တို့ရဲ့မြန်မာနိုင်ငံဆိုတာဂျင်းတေပေါက်ဒီလိုပါပဲ JK ယုံကြည်ပြီးသားပါအားလုံးအများကြီးကျေးဇူးတင်တယ်လို့အခု JK တို့ရဲ့မနေ့ပြန်ဆိုလို့ရှိရင်လည်းမနေ့9နာရီဘန်ကောက်အချိန်မှာ JK တို့ဒီ swimsuit competition စမှာဖြစ်ပါတယ် swimsuit ရဲ့ location ကလည်းဒီ Hua Hin resort ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခု MGI page မှာတင်တဲ့ JK ရဲ့ပုံတိုင်းပေါ့နော်အဲ့မှာလဲမြန်မာအင်အားပြဖို့ရန်အတွက် JK တို့ကိုအားပေးမယ်ဆိုလို့ရှိရင်ဒီ like တွေ comment တွေ reaction တွေ share လေးတွေနဲ့ပါဝင်ကူညီအားပေးဖို့ရန်အတွက် JK တွေကနေပြီးတော့တောင်းဆိုချင်ပါတယ်ဖိတ်ခေါ်ချင်ပါတယ်ဒါမှသူတို့ကမြန်မာနိုင်ငံက short တက်လို့မရဘူးပေါ့ကွယ်ဘာလို့လဲဆိုလို့ရှိရင်မြန်မာနိုင်ငံလူမျိုးတွေကတောင်းကြောင်အားရှိကြောင်စီလုံးကြောင် JK တို့ကအခုတောက်လျှောက်ပြနေတာဖြစ်ပါတယ်အခုတခြားနိုင်ငံတွေဆိုလို့ရှိရင်တော့ JK တို့တအားအံ့ဩနေကြတယ်တကယ် JK ရဲ့တကယ်ချင်းတွေဆိုလို့ရှိရင်လည်းပြောကြတယ်ပေါ့နော်နင်တအားနာမည်ကြီးရပဲ JK ကဟုတ်ပါဘူးလေသူတို့တအားအားပေးလို့ပါဆိုပြီးတော့ JK တို့မြန်မာနိုင်ငံအကြောင်းသူတို့ကတအားတိလာပြီပြီးတော့လည်းတခြားနိုင်ငံကလူတွေကတွေ့ပြီးတော့ JK တို့နဲ့အတူမြန်ဆိုင်ရှင်းပြကြတာပေါ့ဆိုတော့အခု JK ဒီ voting ပိုင်းလည်းဖွင့်ပြီလို့ကြားရှိရပါတယ်ရှင်JK ရဲ့ဒီ group chat ပေါ့နော်MGI နဲ့ဖွဲ့ထားပြီးတဲ့ group chat မှာလည်းဆင်မတွေကခုနလေးတင်လွန်ခဲ့တဲ့10မိနစ်က message ပို့လာတယ်အဲဒါ JK တို့အားပေးနေတဲ့လူတွေအားလုံးကိုအတိပေးဖို့ရန်အတွက်ဆင်မပြောလိုက်ပါတယ်ဒါဖြစ်တဲ့အတွက်ကြောင့် voting ပေးချင်တယ်ဆိုလို့ရှိရင်ဒီ Miss Grand International page ရဲ့အထဲမှာသူ့ရဲ့ link တွေရှိတယ်အဲ link ကိုနှိပ်ပြီးတော့email sign နဲ့ဝင်ပြီးသွားတာနဲ့JK ရဲ့ Miss Grand မြန်မာဆိုပြီးတော့ JK အပိုင်းအောင်ကာဝင်လေးနဲ့ crown လေးနဲ့ဝတ်ထားတာရှိပါတယ်။အဲ့ဒါနားမှာ voting ပေးရတာဖြစ်ပါတယ်ရှင်။ 1 vote ကျတော့သူက35ဘတ်ဖြစ်ပါတယ်ရှင်။ဒါပေမဲ့ JK တို့ရဲ့မြန်မာနိုင်ငံရဲ့အခြေအနေကတအားငွေရေးချေးအဆင်ပြေနေတဲ့အချိန်မဟုတ်ဘူးဆိုတာနားလည်တာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲတတ်နိုင်တဲ့ဘက်ကနေပြီးတော့ပဲအားပေးဖို့ရတဲ့ JK ဖိတ်ခေါ်ချင်ပါတယ်။ JK ဘက်ကနေလည်းအများကြီးဆက်ပြီးတော့ကြိုးစားတော့မှာဖြစ်ပါတယ်ရှင့်။ဒါကတော့လုံးဝစိတ်ချလို့ရပါတယ်။ JK ကလည်းအခုဒီ pageant ပိုင်းမှာပထမ step ဆိုပေမဲ့လည်းတအားစိတ်ဝင်စားစရာကောင်းတဲ့ experience တွေလည်းအားလုံးရဲ့ကျေးဇူးကြောင့်အများကြီးရတယ်။ဒီနေ့ဆိုလို့ရှိရင်လည်း swimsuit မှာ JK တို့ဒီVana Nava မှာလုံးဝပျော်ရင်းနေရတယ်ပေါ့နော်တအားပျော်တယ်တကယ်ချင်းတွေနဲ့တွေ့ရတယ်အကုန်လုံးကပျော်နေကြတယ်ရေကစားကြတယ်ပေါ့ဒါပေမဲ့ JK ကတော့ဒီနေ့ရေမကစားပါဘူးစိတ်ယုံပဲရှိပါတယ်ဘာလို့လဲဆိုလို့ရှိရင် JK တို့ဒီစော့ပြီးချင်းမှာပဲ rehearsal မနေ့ပြန်အတွက် swimsuit rehearsal ရှိတာဖြစ်တဲ့အတွက်ကြောင့် JK ကတော့မစော့ဘူးပေါ့နော်လိုက်ကြည့်တယ်ဗီဒီယိုလိုက်ရိုက်တယ်ဒါပဲလုပ်ပါတယ်အခုဒီ JK ဒီနေ့ဝတ်ထားတဲ့ဟာလည်းဒီနေ့ရဲ့ look for ဖြစ်ပါတယ်ရှင် Grand TV ဒီည Grand Talk Live အတွက်ဖြစ်ပါတယ်ရှင်